တော်ရောမြို့ပါဆိုသလိုလိုနှစ်သက်ကြတာမှန်သေးသကိုနေဟာသူမပါရင်ထမင်းပွဲတဲ့ပါလို့လို့သိနေကြမှာပဲဆိုငပိရေကျိုးသူအကြောင်းပြောရင်အကောင်းတကားထက်ကိုလူတိုင်းလဲစွဲတာသူ့ကိုတော်ရောမြို့ပါဆိုသလိုလိုနှစ်သက်ကြတာမှန်သေးသကိုနေဟာသူမပါရင်ထမင်းပွဲတဲ့ပါလို့လို့သိနေကြမှာပဲဆိုငပိရေကျိုးအဖိုးကြီးအမေကြီးကြိုက်တယ်ငပိရေကျိုးခလေးနဲ့လူကြီးကြိုက်တယ်ငပိရေကျိုးဗမာတွေပြောစမထောင်းနဲ့မလဲတော့ပြောရင်နဲ့တောင်မရေရိုးထမင်းမဲစားခြင်းလို့လို့အနံလေးမွေးခေါဝေးဝေးနေနိုင်မှာဘူးဆိုနေနိုင်မှာဘူးဆိုငရုတ်ကြီးမီးဖုတ်လို့ဘူးညွန့်ပြုတ်နဲ့မြုပ်ပါတုတ်လိုက်ရရင်ဖြစ်ကျက်သားဟင်းဝက်သားဟင်းဘာဟင်းမှမလို့ထမင်းလဲမိန်လာပါတကူအတိတွေဆုံးမိတဲ့ငပိရေကျိုးဟုတ်ပါရှိလာပါတယ်ငပိရေကျိုး